အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ကျွန်တော်ရဲ့မိတ်ဆွေအကူမတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအမြဲတမ်းစောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေအကူမတွေအားလုံးကိုအခုမှတွေ့လို့အခုမှဝင်ရောက်အားပေးကြတဲ့မိတ်ဆွေလူတွေအကူမတွေအားလုံးကိုတူတယောက်မချမ်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လိုအင်ဆန္ဒတွေတလုံးတော်အကြီးပြည့်စုံနိုင်ပါစေမင်္ဂလာရှိသောနေ့ရက်လေးကံကောင်းသောနေ့ရက်လေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ဥစွာပထမဆုမွန်ကောင်းပြီးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မကြီးအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့28ရက်8လ2026ကြာသာပေးနေ့လေးမှာကစားရမယ်ဝမ်းချိန်မင်းဩဘွားကလေးတွေကိုလာရောက်ပြီးတော့ညဝင်ပြီးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မကြီးအားလုံးကဗီဒီယိုဖိုင်လေးကိုအစားအနဲ့ဆုံးဒီချာလေးကြည့်ပြီးပါ channel ကို subscribe မနှိပ်ရသေးတဲ့လူသစ်မိတ်ဆွေအကောင်မတွေကလည်း channel လေးကို subscribe လေးတွေနှိပ်သွားပေးကြပါဗျာနော်လိုက်လမလေးလည်းတယောက်ချက်စီနေပြီးတော့အားပေးတော့ကြပါဦးအကောင်မတွေအားလုံးပဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့အကောင်မတွေအားလုံးပဲကျွန်တော်တို့ဗုဒ္ဓဘုနေ့လေးမှာတော့မနက်ပိုင်းမှာခွန်ရှိကျွန်တော်ရဲ့အဖွဲ့ဝင်ဇာတို့ရှယ်မင်းဩဘကလေးဒါကြားလိုက်ပါပြီဒါအဖွဲ့ဝင်ကောင်မတွေအားလုံးပဲခွန်ရှိမှာဘလောက်ဘိုးလေးတွေဒါရကြတယ်ဘလောက်ဘိုးလေးတွေပေါက်ကြရဲဆိုတော့လေ comment မှာလည်းပေါက်ကြီးလေးတွေမှန်သွားပေးကြပါဦးဒါနေ့တိုင်းကအကောင်မတွေအားလုံးကတော့ကျွန်တော်မနက်ပိုင်းမှာရှစ်ပိုင်းလေးနဲ့ပဲကျင်းနေကြပါတော့နေ့တိုင်းကအကောင်မတွေအားလုံးပဲဒါကျွန်တော်လည်းနေ့တိုင်းကအကောင်မကြီးအားလုံးကိုမင်းဩဘကလေးရအောင်တော့အတတ်နိုင်ဆုံးအကောင်းဆုံးတော့ကျွန်တော်ကြိုးစားပေးပါတယ်နော်ညနေပိုင်းမှာဆိုတော့ကျွန်တော်တို့ဒါဝမ်းချင်းကတော့ညနေပိုင်းမှာဆက်လက်ပြီးမသွားတော့ဘူးဒါဘက်စာရွှေပြီးရတော့ဒါညနေပိုင်းမှာညှိသွားပါတယ်နော်ဒါမညှိလို့တော့မရဘူးရနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘက်စာရွှေပြီးရတနေ့ကိုညရတော့ဒါချင်းပြီးတော့ညှိပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ရဲ့လေးကကောင်မကြီးအားလုံးကိုလည်းကျွန်တော်နေ့တိုင်းလိုလိုလည်းဓမ္မစာရွှေပြီးလေးကိုတတိပေးပါတယ်။ပတ်ဝင်ကစားကြတဲ့ပုံမကြီးအားလုံးလည်းဒါကျွန်တော်မနက်ပိုင်းမှာခွန်ရှစ်မှာထိထိမီမီလေးနဲ့ရလိုက်မယ်တော့ထင်ပါတယ်။ဘာကြောင့်ထင်လဲဆိုရင်ဒါကျွန်တော်ရဲ့အကိုအိမ်ပုံမကြီးအားလုံးကိုကျွန်တော်ညဗီဒီယိုဖိုင်မှာအတန်တန်တတိပေးတယ်နော်။ကျွန်တော်ဖုန်းရင်ကဏ္ဍလေးကိုအဓိကဦးစားပေးပြီးတော့ကစားပါထိထိမီမီလေးရအောင်လည်းတင်ပြီးတော့ကစားပါလို့ကျွန်တော်ညဗီဒီယိုဖိုင်မှာဖုန်းရင်ပုံမကြီးအားလုံးကိုကျွန်တော်တတိပေးခဲ့ပါတယ်နော်။အဲဒါကြောင့်ဟောရီကောင်မကြီးအားလုံးပဲ88မှာထိထိမိမိလေးနဲ့ရလိုက်မယ်တော့ထင်ပါတယ်ဒါပေါက်ကြီးလေးတွေလည်း comment မှာလည်းပေါက်ကြီးလေးတွေမှန်သွားပေးကြပါဦးနော်ဒီရဲကကောင်မကြီးအားလုံးကလည်းဒါကြာပြီးတောက်ကြမှာကျွန်တော်အကောင်းဆုံးမရောဘောကလေးရအောင်လည်းထပ်မှန်ပြီးတော့ကြိုးစားပေးသွားပါမယ်နော်ဒါဒီရဲကကောင်မကြီးအားလုံးပဲမွေးကနန်းတစ်ခါဒါပတ်ကြီးလေးတစ်ခါလောက်ပဲပြီးပါပြီနော်အဲ့တော့ကြောင့်ဒီရဲကကောင်မကြီးအားလုံးကိုလည်းကြာပြီးတောက်ကြမှာအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်အစမ်းကိုကြိုးစားပေးသွားပါမယ်။ဘောဝင်ကောကောင်မကြီးအားလုံးနဲ့ကျွန်တော်ကြာသာပေးနေတနေ့ကုန်သာအတွက်ကိုကျွန်တော်လက်ဆောင်ပို့မယ်။ဒါတောက်ကြနေအတွက်ကတော့နောက်တစ်ပတ်အတွက်ကိုအဖွဲ့ကျူဝင်နဲ့အကောင်မကြီးအားလုံးကိုတောက်ကြနေအတွက်ကအခုအဖွဲ့ကျူဝင်မှာနော်နောက်တစ်ပတ်အတွက်ကိုကျူဝင်မှာတောက်ကြနေအတွက်လက်ဆောင်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်လူဟောင်းကောင်မကြီးအားလုံးကိုဒါလူတဲ့အကောင်မကြီးအားလုံးကိုနောက်တစ်ပတ်အတွက်ကိုအဖွဲ့ပြန်ဝင်ထားလို့ရပါပြီလူဟောင်းအကောင်မကြီးအားလုံးနဲ့ကြာသာပေးနေ့အတွက်ကိုကျွန်တော်လက်ဆောင်ရကြရင်ပို့ပေးပါမယ်နော်ကြာသာပေးတနေ့ကောင်းစားအတွက်ကိုလက်ဆောင်မရောပါလေးပို့ပေးပါမယ်ဒါနောက်တစ်ပတ်အတွက်ကိုအဖွဲ့ဝင်ရင်းနဲ့နော်တောက်ကြနေလက်ဆောင်ယူရင်းနဲ့နောက်တစ်ပတ်အတွက်ကိုအဖွဲ့ကိုဂျုံဝင်ထားလို့ရပါပြီလူဟောင်းအကောင်မကြီးအားလုံးကိုလူတဲ့အကောင်မကြီးအားလုံးကိုနော်ကျွန်တော်နောက်တစ်ပတ်အတွက်3ရက်အတွင်းဇာတို့ပတ်တီတစ်လုံးမိန်းနေကွက်2ကွက်နဲ့အတောက်ကြနေအတွက်လက်ဆောင်မင်းဩကွက်ကိုလိုချင်တဲ့မိတ်ဆွေအကောင်မတွေအားလုံးနဲ့အဖွဲ့ဝင်လို့ရပါပြီเนาะအဖွဲ့ဝင်ကြီးကတော့1000ပွဲချက်ဖြစ်ပါလေဒါလူတဲ့အကောင်မတွေအားလုံးကတော့ကြာပြီးတောက်ကြအတွက်လက်ဆောင်ရပါမယ်နောက်ပတ်စာပါအပြီးပါเนาะအမှအဖွဲ့ဝင်ကြီးက1000ပွဲချက်ပါဒါကြာပြီးတောက်ကြမှာလည်းအဆင်ပြေမယ်နောက်တစ်ပတ်မှာလည်းအဆင်ပြေအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပေးသွားပါမယ်နော်။အဖွဲ့ဝင်ကြီး1000ခွဲချက်ဖြစ်ပါတယ်။အဖွဲ့ဝင်တွေကောင်မကြီးအားလုံးနဲ့455 600 360ကို Viber ရှိတဲ့အကောင်မကြီးအားလုံးကလည်း
Viber ကနေဆက်သွယ်လို့ရပါတယ် Viber မရှိတဲ့အကူအမတွေအားလုံးကလည်းဖုန်းနဲ့ရေးဆက်သွယ်လိုက်ပါအဲ့ဒီဖုန်းမှာ WeKB တစ်ခုလုံးရှိပါတယ်ကိုအစင်ပြတာနဲ့လွှဲပြီးတော့ဆက်သွယ်လိုက်ပါဗျာနော်ဒါကျွန်တော်ရဲ့လူတဲ့အကူအမတွေအားလုံးနဲ့နောက်တစ်ပတ်အတွက်ကိုထိထိမိမိလေးနဲ့ကစားနိုင်တယ်ဆိုမှနော်ကျွန်တော်3ရက်အတွင်းပတိတစ်လုံးကိုကစားနိုင်တယ်ဆိုမှအဖွဲ့ကိုဝင်ပြီးတော့ကစားပါပြီးတော့ဒါကြာပြီးတောက်ကြရတယ်အကောင်းဆုံးတော့မေယောဘလေးရောက်နေကျွန်တော်ထပ်မှန်ပြီးတော့เนาะလက်ဆောင်လိုက်တာလက်ဆောင်လေးရောက်ဖြစ်အောင်လို့ကျွန်တော်ကြိုးစားပြီးသွားပါမယ်เนาะ1000ခွဲကျက်တက်ကတော့ဒါကျွန်တော်ကမိုင်းအားလုံးလေးတန်ပြီးသားပါเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ကြာပြီးတောက်ကြမှာလေအဆင်ပြေတယ်ဒါနောက်တစ်ပတ်အတွက်လည်းဒါအဆင်ပြေမှာဖြစ်ပါတယ်เนาะအဲ့တော့ကြောင့်1000ခွဲကျက်ကတော့ဒါအများကြီးတန်ပါတယ်เนาะဒါကျွန်တော်ရဲ့ဒီကောင်ကိုမိုင်းအားလုံးဆိုတော့အတီဆုံးပါပဲเนาะကဲအဲ့လားဆိုရင်ကျွန်တော်ရဲ့နေတဲ့ကမိတ်ဆွေအကူမားဒီအားလုံးတွေကြာသာဘေးနေလေးမှာကစားရမယ်ဝမ်းကျိမင်းရောဘက်ကြီးခေါ်ပြီးပါမယ်28ရက်8လ2026ကြာသာဘေးနေမနက်ညမှာကစားရမယ်ဝမ်းကျိပတိဟာ305ဝမ်းကျိပတိဖြစ်ပါတယ်3ညကိုကြိုက်တဲ့မိတ်ဆွေအကူမားဒီအားလုံးက3ညကိုပတ်လို့ရပါတယ်9ကိုကြိုက်တဲ့မိတ်ဆွေအကူမားတွေအားလုံးက9ကိုပတ်လို့ရပါတယ်3ညနဲ့ပတ်သက်လို့3ညနဲ့ပတ်သက်လို့တင်ထွားမယ်မေယော၄ခွက်3ည1 3ည2 3ည6 3ည9ဖြစ်ပါတယ်9နဲ့ပတ်သက်လို့တင်ထွားမယ်မေယော၄ခွက်9 1 5 2 5 6 5 9ဖြစ်ပါတယ်ကြာသာရင်းနေတနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမိန်အောနှစ်ခွက်3ည1နဲ့3ည6ဖြစ်ပါတယ်ဒါလေးကအကူမတွေအားလုံးပဲအကြိုက်ချင်းတူတဲ့မိတ်ဆွေအကူမတွေအားလုံးကယူပြီးတော့ကစားနိုင်ပါတယ်ခဏန်းကိုအားပြီးတော့ထိုးကြပါခဏလေးနောက်တစ်ခေါက်ပြန်ခေါ်ပေးပါမယ်ကြာသာရင်းနေမနက်ညမှာကစားရမယ်ဝမ်းချိန်ပတိယ305ဝမ်းချိန်ပတိပါ3ညကိုကြိုက်တဲ့အကူမကြီးအားလုံးပဲ3ညကိုပတ်လို့ရပါတယ်9ကိုကြိုက်တဲ့မိတ်ဆွေအကူမကြီးအားလုံးက9ကိုပတ်လို့ရပါတယ်3ညနဲ့ပတ်သက်လို့တင်ထွားမယ်မေယော၄ခွက်3ည1 3ည2 3ည6 3ည9ဖြစ်ပါတယ်9နဲ့ပတ်သက်လို့တင်ထွားမယ်မေယော၄ခွက်9 1 5 2 5 6 5 9ဖြစ်ပါတယ်ကြာသာပြင်းတဲ့တနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမေယောနှစ်ခွက်က3ည1နဲ့3ည6ဖြစ်ပါတယ်ခဏန်းကိုအားပြီးတော့ထိုးကြပါမိတ်ဆွေကိုမိုင်းအားလုံးတော့ဒီတွေကကိုမိုင်းအားလုံးပဲဒါကျွန်တော်လည်းအတန်းနိုင်လို့ဒီတွေကကိုမိုင်းအားလုံးကိုလည်းရတဲ့ချင်းပါတယ်ပေါက်ဆွေးချင်းပါတယ်နော်အဲ့တော့ကြောင့်လည်းကျွန်တော်အစွမ်းကိုစူးစမ်းပေးထားပါတယ်ပြီးတော့ကျွန်တော်ဒီတွေကကိုမိုင်းအားလုံးပဲနော်ဂျာပြီးတော့ကြမှာလေကိုမှ1ချင်းလေးတွေလုံးမိုင်းလေးရှိရင်ကျွန်တော်တပတ်စာပြီး6တက်ကိုကီးလေးနဲ့ကပ်ပြီးတော့လေကစားပါနော်ဒါကျွန်တော်ပေးရဒါနေ့နေ့မှာပေးရမေယောဖတ်တွေကိုလည်းကြိုင်နေပြီးတော့ကစားမယ်ကျွန်တော်ရဲ့အကူမကြီးအားလုံးကကိုက1ချင်းလေးတွေလုံးမိုင်းလေးတွေရှားထက်တဲ့ဆိုတော့ကျွန်တော်ရဲ့နေလေးကမျိုးတွေအားလုံးပါလေကျွန်တော်တပတ်စာရွှေပြီး6တက်ကိုကီးလေးနဲ့လည်းကပ်ပြီးတော့ကစားနိုင်ပါတယ်ဒီအားလုံးပဲမိတ်ဆွေအကူမကြီးအားလုံးကတော့အဖွဲ့ဝင်ကစားမဲ့အကူမကြီးအားလုံးပါလေနောက်တစ်ပတ်တော့ကိုအဖွဲ့ကြုံမဲ့အကူမကြီးအားလုံးကိုဒါကြာပြီးတောက်ကြမှာလက်ဆောင်မေယောဘဂိတ်ပြီးမှဖြစ်ပါတယ်နော်ဒါလူကောင်းအကူမကြီးအားလုံးကတော့ဒါကြာသပင်းနဲ့ကိုကြာသာပင်းနေ့အတွက်ကိုကျွန်တော်လက်ဆောင်မေယောပို့ပေးပါမယ်နော်ဒါတောက်ကြလေးကတော့နောက်တစ်ပတ်အတွက်ကိုဝေရင်းထဲမှာတောက်ကြလေးလက်ဆောင်ပေးမှဖြစ်ပါတယ်ဒီအားလုံးပဲဒါကျွန်တော်ရဲ့မိတ်ဆွေအကူမကြီးအားလုံးပဲကြာသာပင်းနေ့လေးမှာလည်းကျွန်တော်ကိုရင်းပေးတော့ခဏလေးနဲ့တန်ဆက်ပြီးတော့ထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေမင်္ဂလာရှိတဲ့ဒီရက်လေးကံကောင်းတဲ့ဒီရက်လေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေစီဝါဥစ္စာယတနာများနဲ့ဒီအလားဒိုးဝါကြပါစေလို့ကျွန်တော်ကိုရင်းအောင် channel လေးရတဲ့မိတ်ဆွေကိုမားတွေအားလုံးကိုစုမုံကောင်းပြီးတောင်းပေးလိုက်ပါမယ်ဗျအားလုံးပဲဖတ်လိုက်ပါအားလုံးပဲတတ်တာပါ